မင်္ဂလာပါရှင်ကျမတို့တရားလွတ်တော်ရှင်နေဒေါ်နိုင်ရွေလိုက်ဖြစ်ပါတယ်ကျမကိုမေးထားတဲ့မေးခွန်းလေးကဆရာမတဲ့တစ်ဖက်တက်กว่าရှင်ရင်းနဲ့အချိန်ဘယ်လောက်ကြာလဲတဲ့ဖြေပေးပါအောင်ဆရာမတဲ့ကျမအဲ့မေးခွန်းလေးကိုဖြေပေးရမယ်ဆိုရင်ဥပမာအနေနဲ့အမျိုးသမီးကနေပြီးတော့အမျိုးသားကိုกว่าရှင်းကျင်တယ်ဆိုပါစို့အဲ့ဒါဆိုရင်ဒီအမျိုးသားဘက်ကိုအမျိုးသမီးကအရင် notice စာပို့မယ်notice အကြောင်းကြားစာပေါ့နော်တကယ်လို့မပို့ဘူးဆိုရင်လည်းရတယ်ပို့ရင်လည်းရတယ်ပို့လိုက်တာတော့အကောင်းဆုံးပေါ့နော်notice စာပို့လိုက်မယ်ကျမကိုလာပြီး question ပေးပါပေါ့နော်အဲ့လိုပို့လိုက်မယ်အဲ့ဒါကိုမှအမျိုးသားဘက်ကအကြောင်းမပြန်ဘူးဆိုရင်ဒီတရားရုံးမှာမျိုးသားဘက်ကို9ရက်ဒါမှမဟုတ်14ရက်အချိန်ပေးလိုက်လို့မှအကြောင်းကြားစာပြန်မလာဘူးဆိုရင်တရားရုံးမှာလေများ question ပေးစိတ်လို့မှုဆိုပြီးမှဒီအမှုတွဲတင်ရတယ်ပေါ့တရားမမှုနဲ့ဒီတရားဆွဲရတယ်ဆွဲရတဲ့အချိန်မှာလည်းဒီတရားလိုပေါ့နော်တရားလိုကဒီတရားပြိုင်ကိုဒီအမျိုးသားဘက်ကိုတရားရုံးကနေတဆင့်တမန်စာပို့မယ်ပို့လို့တမန်စာအတိဖြစ်တယ်အတိမဖြစ်ဘူးထားပါတော့နော်အတိဖြစ်ရတာနဲ့မလာဘူးအတိမဖြစ်ဘူးအဲ့လိုဆိုရင်ဘာလို့ရမလဲဆိုရင်ကျမတို့ကသတင်းစာတွေကနေဒီတရားရုံးကနေပြီးတော့တင်းစာတွေကကြော်ညာမှာဒီဟိုနော်ဘယ်အမှုကနေပြီးတော့ဒီယုံရင်းခေါ်တယ်မလာဘူးဆိုရင်ကျမတို့ကဒီတစ်ဖက်တက်သွားပါတော့မယ်ဆိုတဲ့သဘောတရားပေါ့နော်အဲ့လိုမျိုးကျင်ညာလိုက်တယ်အဲ့ချိန်မှာမှ तू အဲ့ချိန်မှာတော့မှမပေါ်လာဘူးဆိုရင်အဲ့မှာစပြီးတော့တရားလိုစစ်မယ်တရားပြိုင်စစ်မယ်စစ်တဲ့အချိန်မှာဒီကြည့်လိုက်မယ်ပေါ့နော်အချိန်ကဘယ်လောက်ကြာမလဲဆိုတော့ဒီကျမတို့တရားဆွဲမဲ့အချိန်ဒီ notice စာပို့မဲ့အချိန်က14ရက်ထားလိုက်ပါတော့เนาะတရားဆွဲတင်မဲ့အချိန်ကဒီတရားဆွဲမယ်တရားဆွဲပြီးလို့ကျမတို့ကတပတ်ရင်ချိန်မယ်တပတ်ရင်ချိန်မယ်ဒီအဆိုလာစီစစ်ဖို့တပတ်ချိန်မယ်အဆိုလာစီစစ်ဖို့တပတ်ချိန်မယ်ဆိုရင်အဲ့မာတင်ကိုဒါ3ပတ်ဆိုရင်နောက်ဒီတရားပြိုင်စစ်မှုတစ်ချိန်ချိန်မယ်เนาะအဲ့ဆိုရင်4ပတ်တစ်လတရားပြိုင်ကမလာဘူးနောက်ထပ်ချိန်မယ်အဲ့မှာတင်းစာကြော်ညာနဲ့ဆိုရင်တင်းစာကြော်ညာတာတွေဒီတရားလိုတွေစစ်တာတွေအမိတ်ချတယ်ဆိုအနည်းဆုံးကျမစိတ်ထင်ကတော့အနည်းဆုံးကတော့3-4လလောက်တော့ကြာမယ်လို့ကျမထင်ပါတယ်ဒါကတော့သူ့ရဲ့ဟိုအတိုင်းအတာတစ်ခုနဲ့ပေါ့နော်ဟိုဒါကြားထဲမှာတော့တရားရုံးအချိန်ဆိုတာကျမတို့လည်းတိတိကျကျတော့ပြောလို့မရဘူးဒါပေမဲ့အချိန်အကြာဆုံးကတော့6လအနည်းဆုံးကတော့3လအဲ့လောက်လို့ကြာမယ်လို့ကျမကတော့ထင်မြင်ယူဆပါတယ်ပေါ့နော်ဒါကျမထင်မြင်ယူဆချက်လေးကိုပြပြတာပါရှင့်ကျေးဇူးတင်ပါတယ်နော်